အခန်းကြီး2အငယ်1မှ12လူမျိုးတို့သည်အဘယ်ကြောင့်ရုန်းရင်းခတ်ပြုကြသနည်းလူစုတို့သည်အဘယ်ကြောင့်အချည်းနှီးကြံစီကြသနည်းလောကီရှင်ဘုရင်တို့သည်ထကြ၍မူးမတ်အရာရှိတို့လည်းထာဝရဘုရားနှင့်ခရစ်တော်ကိုရန်ဘက်ပြုလျက်သူတို့ချီနှောင်ခြင်းကိုဖြေကြကုန်အံ့ချီနှောင်သောကြိုးတို့ကိုပယ်ကြကုန်အံ့ဟုသင်းဖွဲ့ကြ၏ကောင်းကင်ဘုံ၌ထိုင်တော်မူသောသူသည်ပြုံးရည်၍ထာဝရဘုရားသည်သူတို့ကိုကဲ့ရဲ့တော်မူ၏ထိုအခါအမျက်တော်ထွက်၍သူတို့ကိုမိန့်တော်မူမည်ပြင်းစွာသောအမျက်တော်နှင့်သူတို့ကိုပူပန်စေတော်မူမည်ငါ၏ရှင်ဘုရင်ကိုတန်ရှင်းသောဇိအုန်တောင်တော်ပေါ်မှာငါကိုယ်တိုင်ဘိသိက်ပေးပြီဟုမိန့်တော်မူ၏ဗျာဒိတ်တော်အချက်ကိုငါပြန်ကြားပေအံ့ထာဝရဘုရားကသင်သည်ငါသားဖြစ်၏ယနေ့ပင်သင့်ကိုငါဖြစ်ဘွားစေပြီငါကိုတောင်းလော့လူအမျိုးမျိုးတို့ကိုသင်၏အမွေဥစ္စာဘို့ငါပေးမည်မြေကြီးစွန်းတိုင်အောင်ပိုင်ထိုက်သောအခွင့်ကိုလည်းငါပေးမည်သင်သည်သူတို့ကိုသံလှံတံနှင့်အုပ်စိုး၍မြေအိုးကိုခွဲဖျက်သကဲ့သို့ခွဲဖျက်လိမ့်မည်ဟုငါအားမိန့်တော်မူပြီသို့ဖြစ်၍ရှင်ဘုရင်တို့ပညာသတိရှိကြလော့လောကီမင်းတို့ဆုံးမခြင်းကိုခံကြလော့ကြောက်ရွံ့သောစိတ်နှင့်ထာဝရဘုရား၏အမှုတော်ကိုထမ်းရွက်၍တုန်လှုပ်ခြင်းနှင့်ဝမ်းမြောက်ကြလော့သားတော်ကိုနမ်းကြလော့သို့မဟုတ်လျှင်အမျက်တော်ထွက်၍သင်တို့သည်လမ်း၌ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်အမျက်တော်သည်ချက်ခြင်းထွက်လိမ့်မည်သားတော်ကိုကိုးစားသောသူအပေါင်းတို့သည်မင်္ဂလာရှိကြ၏